အမျိုးသမီးတွေကခကွေးငါးလုံးအရန်ကြိုက်တယ်ချိုတဲ့ပထမတစ်ခုကခကွေးကချိုအချိုကြိုက်တာပေါ့စကလုံးကြမ်းတမ်းရင်မကြိုက်ဘူးနော်ခင်မွန်းတယ်တွေကနည်းနည်းစိတ်တူလိုက်ရင်အတန်မြင့်သွားတယ်အမျိုးသမီးတွေကအဲ့ဒါလုံးဝမကြိုက်ဘူးချိုတတလေးပြောရင်အကုန်ခိုင်းတာမှန်သမျှလုတ်တယ်နောက်တစ်ခုကခကွေးကချော့မရင်လဲချော့မရင်လဲချော့အမြဲချော့ဆိုတော့ချော့လေးကြိုက်လေးတော့ငါနားလာမကတ်နဲ့ဆိုရင်လည်းမဟုတ်ဘူးကတ်ပေးလိုက်အဲ့ဒါချော့ခံစီချင်တာချိုချော့နောက်တစ်ခုကချစ်အချစ်ကိုအရန်ကြိုက်တာဒါကြောင့်နာမည်မှာတော့ချစ်ပါတယ်နော်ဘလောက်ချစ်တာကြိုက်လဲဆိုတော့ချစ်တာကိုအရန်ကြိုက်တယ်အမျိုးသမီးတွေကဆိုတော့သူတို့ကိုပိုချစ်လေးဟင်းကောင်းပိုစားရလေးပဲမချစ်တော့ရင်တော့သွားပြီးအဲ့နေကတော့တန်ရီလာဟင်းနေဖြစ်သွားနိုင်တယ်ချိုချော့ချစ်ချိန်အချိန်ပေးတာအရန်ကြိုက်ပါတယ်ဘလောက်ပဲချစ်တယ်ပြောအချိန်မပေးဘူးဆိုတော့အဲ့ဒီအမျိုးသမီးကသူကနာကျင်မှုတွေပဲခံစားသွားရလိမ့်မယ်ဒါကြောင့်အမျိုးသားများပတ်စံပေးုံနဲ့မချင်နဲ့အချိန်ပေးတတ်ဖို့လည်းလိုအပ်တယ်ချိုချော့ချစ်ချိန်နောက်တစ်ခုကချီကျူးတယ်မြောက်သားကြိုက်တယ်ပေါ့နော်အမျိုးသမီးတွေကမြောက်ပြီးပြောလိုက်ပြီးဆိုရင်အရန်ကြိုက်တယ်သူတို့ကိုမင်းကကဘာပေါ်မှာအလှဆုံးဖြစ်တယ်ဆိုရင်အရန်သဘောကျသွားပြီဒါကြောင့်ချီကျူးဖို့မမေ့ပါနဲ့များတော့ပြအမျိုးသားတွေကအိမ်အောင်ကျသွားပြီးဆိုရင်အမျိုးသမီးကိုကြည့်တဲ့အခါမှာအနစ်ကိုခန္ဓာကလည်းဘာဖြစ်တယ်နစ်စပင်ကလည်းဘလို့ဖြစ်နစ်ပင်းသားကိုကတ်လိုက်တာလည်းဘလို့အနှံ့ပြောတတ်တယ်ချီကျူးပါတင်ချီကျူးလေးသူကပိုလှပလေးဖြစ်ပါလိမ့်မယ်ချိုချော့ချစ်ချီကျူးမှတ်မိလား